လာတဲ့အခါကြာလို့ရှိရင်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အသက်တွေကြီးလာလို့ရှိရင်သားသမီးမြေးမြစ်တွေရဲ့မေတ္တာဂရုဏာရဖို့အတွက်စိုးရိမ်ကြတာပေါ့နော်အဲ့ဒီမှာကိုအဖေအမေဖြစ်စဉ်ကကိုရောက်ခမနေရာမှာရှိစဉ်ကတစ်ဖက်ပိတ်ဖြစ်ခဲ့လားတရားမျှတခဲ့ရဲ့လားဆိုတာရေးကြည့်ပါတယ်အဲ့တော့အခုပဲသမီးတယောက်ကဖုန်းဆက်ပြီးရေးပါတယ်သမီးတို့အသက်ကြီးလာတဲ့အခါသမီးတို့ရဲ့သားသမီးတွေကသမီးတို့ငငယ်တုန်းကသမီးတို့မိဘတွေစိုးသလိုထိန်းချုပ်သလိုသမီးတို့လုံမှလာမသိဘူးအဲ့ဒါကဘာနဲ့တူလဲဆိုတော့ကိုဒီလောလောဆယ်မှာမိခင်ဘဝကိုရောက်နေတယ်ဖခင်ဘဝကိုရောက်နေတယ်အိမ်တော်ဦးစီးဖြစ်ကောင်းဖြစ်မယ်အိမ်တော်ဦးစီးရဲ့ပါရမီဖြည့်ပဲဖြစ်ကောင်းဖြစ်မယ်အိမ်တော်စုတစ်ခုမိသားစုတစ်ခုအေးချမ်းသာရဖို့ဆိုလို့ရှိရင်တက်ညီလက်ညီချစ်တတ်ဖို့လိုတယ်တက်ညီလက်ညီနားလည်မှုရှိဖို့လိုတယ်တစုံတစ်ယောက်ကကြည့်တယ်ချစ်နေလို့ပေးဆက်နေလို့သူ့ရဲ့အချစ်တွေရယူသုံးဆွဲနေတဲ့သူတွေကအစင်နေပြေပြီးသူ့အတွက်ကိုမတွေးဘူးဆိုရင်ဒါတစ်ဖက်ပိတ်ခြင်းနောက်တစ်ခုတစ်ချိန်ကဆရာမအကြောင်းကိစ္စတစ်ခုနဲ့ဗီဒီယိုတင်တော့မယ်ဆိုဖုန်းဆက်ကြတာတဘာဝပဲခုနကဆရာမပြောသလိုပေါ့လူတဦးတယောက်တည်းကောင်းယုံနေတော့အဆင်ပြေဘူးပေါ့ကိုကတစ်ချိန်ကသားသမီးဟောတစ်ချိန်ကျတော့ကံကြမ္မာနဲ့ပြောင်းနေမိဘနေရာရောက်လာဟောမိဘနေရာနေရောက်ခမနေရာရောက်လာတဆင့်ပြောင်းလဲလာအဲ့ဒီမှာသားသမီးဖြစ်စဉ်တုန်းကလည်းပဲအမေရောအဖေရောကိုမိသားစုရောယုံကြည်လေးလေးဆဆယူတည်ချစ်တတ်ရတယ်ကိုအမေနေရာရောက်လာပြီဆိုရင်လေကိုမိဘနေရာရောက်လာပြီဆိုရင်လေသားသမီးတွေကိုဘယ်သားသမီးကိုတော့အချစ်တိုးတယ်ဘယ်သားသမီးကိုတော့အချစ်လျော့တယ်ဘယ်သားသမီးလာရင်မကြိုက်ဘူးဘယ်သားသမီးမလာနဲ့ဒီလိုမျိုးမဖြစ်ဖို့လေလို့လေရောက်ခမဖြစ်လာပြီဆိုရင်လေချွေးမကိုပဲဖြစ်ဖြစ်တမက်ကိုပဲဖြစ်ဖြစ်လိုက်ရောညီတွေတန်းတူဆက်ဆံနိုင်မှဂုံရှိတဲ့လူပီတာနောက်ထပ်လေးပြောရင်သိမယ်ထင်ပါတယ်ကဲသားတွေသမီးတွေနားထောင်နိုင်ကြပါသေးတော့ချစ်တယ်တော့